ကျွန်တော် prompt ချင်းအတူတူတောင်မှကျွန်တော်ဒီမှာ ChatGPT မှာထုတ်ပေးထားတယ်ဒီမှာ photo detail တော်တော်လေးကိုကောင်းတဲ့အထက်မှာပါတယ်ပေါ့နော်ကျွန်တော်ဒီ free ရတဲ့ AI တွေကိုသုံးကြပါဒါလေးတွေဆိုရှင်ကျွန်တော် thumbnail အတွက်ကျွန်တော်ထုတ်ထားတဲ့ပုံလေးပေါ့နော်ကျွန်တော် Gemini မှာလည်းဒီ prompt အတူတူပဲကိုကျွန်တော်ထုတ်ထားလေးပြပေးမယ်သူ့ရဲ့ quality နှစ်ခုရှင်းပြမယ်ပေါ့နော်ကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Gemini မှာကျွန်တော်တို့ဒါ Gemini ကနေပြီးတော့ prompt တူပဲနော်ထုတ်ပေးထားတယ်ပုံပေါ့နော်ဒီမှာကြည့်သူကဒီတော်တော်လေးနည်းနည်းလေးတော့အရောင်လေးပေါ့နော်ကာလာလေးနည်းနည်းလိုအပ်တယ်လို့ပြောမှာသူလည်းမကောင်းပြောတာမဟုတ်သူလည်းမိုက်တယ်ပေါ့နော်ဒါကျွန်တော်တို့ဒီ thumbnail ထုတ်ပေးတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ Gemini ကထုတ်ထားတဲ့ပုံပေါ့နော်ဒီမှာပုံရဲ့ detail ကြည့်လိုက်ပါနော်ဒီမှာဒါ Gemini ထုတ်ထားတဲ့ prompt အတူတူပဲနော်အဲ့ဒါစံမှတ်တယ်နော်ဒီမှာ ChatGPT ကကျွန်တော်ထုတ်ထားတဲ့ prompt လည်းကြည့်လိုက်ပါဦးဒီမှာကြည့်အောင်ဒါကျွန်တော် thumbnail အတွက်ကိုကျွန်တော်ထုတ်ထားပါတော့ပတ်စံလည်းမပေးရဘူး quality လည်းကောင်းတယ်ကျွန်တော် ChatGPT မှာကျွန်တော်ထုတ်ကြပါမြန်မာလိုလည်းမှန်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်ပြပြချင်လို့ပါဒီမသိလိုက်ကြဘူးပေါ့နော်ကျွန်တော်ဒီမှာ caption Gemini chance လေးလောက်ထားတဲ့ caption ထုတ်တဲ့ဟာလေးပေါ့နော်ကျွန်တော် audio ထည့်ပေးလိုက်တယ်ဒီမှာကျွန်တော်တို့ဒီမှာ hot day thumbnail တွေအတွက်လုပ်ပေးတယ်ပြီးတော့ TikTok အတွက်ကိုရေးပေးတယ် TikTok မှာ Instagram Facebook ပြီးတော့ YouTube အတွက်ကျွန်တော်ရေးပေးတယ်ပြီးရင်ကျွန်တော် tag တွေလည်းထည့်ပေးတယ်ပြီးတော့မှကျွန်တော်တို့ thumbnail ပါကျွန်တော်တစ်ခါထုတ်ပေးတယ်ပေါ့နော်ခုနကတော့ prompt ဆိုလို့ရှိရင်ဒီက prompt လေးနဲ့ဒါမှကျွန်တော်နာမည်လေးတော့ကျွန်တော်ပြန်ပြောင်းလိုက်ပေါ့နော် Netmi လို့အားလေးကိုကျွန်တော်ဒီနာမည်လေးမြန်မာသားနာမည်လေးပဲပြောင်းပြီးတော့မှကျွန်တော် prompt လေးထုတ်ပေးထားပါဒီမှာဂျာလေး cinematic အဲ့အားလေးပဲသုံးပြီးတော့မှကျွန်တော်ထုတ်ထားတဲ့ prompt လေးပေါ့နော်ဒီမှာဒီမှာလေး cinematic display conveyor ဆိုပြီးတော့မှလေဒီမှာတက်လာဒါလေးသုံးပြီးတော့မှထုတ်ထားတာအဲ့ဒီတော့ကျွန်တော်ဒီprompt လေး Gemini Chat instruction လေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရှင်မှာလာပြီးတော့မှယူလို့ရပါတယ်เนาะဒါလေးကိုကျွန်တော်မျှဝေပေးချင်လို့ပါဒီcaption လဲထုတ်ပေးတယ်ဒီလိုမျိုး thumbnail တွေပါတစ်ခါလေးထုတ်လို့ရအောင်လို့တစ်ခါလေးပေါ့เนาะထုတ်လို့ရတဲ့ instruction လေးလိုချင်ရင်လာယူလို့ရပါတယ်ဗျဒါလေးကို share လုပ်ပေးတာပါ